အားလုံးပဲမင်္ဂလာပါကျွန်တော်မင်းသက်ပါဒီပုံလေးကိုအဓိကကျွန်တော်ပြချင်တာသူအယောင်ပေါ့နော်အဲ့အယောင်ကိုရိုက်ကလေးကချိန်ထားတာဗျလုံးဝမပြင်ရသေးဘူးကျွန်တော်ရဲ့ထုံးစံအတိုင်းချစ်ပတ်နဲ့ပဲရိုက်ထားတာပါဒီမှာကျွန်တော်ရိုက်ထားတဲ့ setting လေးကြည့်လို့ရတယ် RP 85mm နဲ့aperture 1.8 နဲ့ shutter 640နဲ့အဲ့ဒီအယောင်လေးတွေကျွန်တော်ဘယ်လိုလုပ်လဲလေးနော်ကျွန်တော်မီးတွေပါလည်းမတုံးချင်တာနဲ့ Brian လေးသုံးပြီးတော့သူရှာချိန်ပြီးတော့ဗောနော်ရှိုက်လိုက်တာဗောနော်စက်တင်ကတော့ကို location ပါညာကြည့်ပြီးတော့လို့သူလို့ချိန်ပြီးရိုက်ဗောနော်ကျွန်တော်ကမနေ့ကကန်ကောင်းတယ်လို့ပြောရတယ်နေရာလည်းပွင့်နေရတယ်နော်ကင်မရာ setting ချိန်ပြီးပြောပြမယ်နော်အရင်ဆုံး white balance Kevin ကိုကျွန်တော်အရင်ချိန်ပါမယ် Kevin ကတော့ကျွန်တော် semi pro နဲ့ full frame နေမှာပဲပါပါဗောနော်ကျွန်တော်9000ထိတင်မယ် Kevin ကိုပြီးရင် picture style ဒီ portrait ထဲကိုကျွန်တော်ဝင်မယ်ဝင်ပြီးရင် info တစ်ချက်နှိပ်လိုက်မယ် portrait ရဲ့အတွင်းထဲရောက်သွား contrast ကိုကျွန်တော်အဆုံးထိ shot saturation ကိုလည်းအဆုံးထိ shot မယ် color တော့တစ်ထစ် shot လိုက်မယ်အဲဆိုရပြီလွယ်ကူပါတယ်ရိုးရှင်းပါတယ်အယောင်တွေကိုတစ်ခါတည်းကစားပြီးကျွန်တော်ရိုက်လို့ရတာပါနော်စမ်းကြည့်ပါအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်တာ bye bye